ဒီ video edit လုပ်တဲ့အရာမှာ tools တွေကိုကျွမ်းကျွမ်းကျင်ကျင်ကောင်းကောင်းနားလည်ဖို့လိုအပ်တယ် tools တွေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ကောင်းကောင်းနားလည်ပြီးဆိုလို့ရှိရင်တော့ဘယ် application နဲ့ဆိုကိုဟာ video edit ကိုလုပ်တတ်သွားမယ်အားလုံးပဲမင်္ဂလာပါမတွေ့ရရန်ကုန်ကြာသွားပြီဖြစ်တယ်ပေါ့နော်မီစင်လဲဒါ TikTok ဖက်မှာဒါ content တွေလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ page ဖက်ကိုမလာဖြစ်ဘူးပေါ့နော်ဒါတင်တန်းတွေအတွက်ပဲမီစင်ကလုပ်ဖြစ်နေရပေါ့နော်ဒီနေ့မှာမီစင်ကဘာကို sharing လုပ်ပေးခြင်းလဲဆိုလို့ရှိရင်ဒါအခုမှစပြီးတော့မှ video edit ပိုင်းကိုစပြီးလေ့လာမယ်ဆိုတဲ့အခါမှာတချို့တော်သူတွေအနေနဲ့ဘယ် application ကိုရွေးချယ်ပြီးတော့မှအသုံးပြုရမလဲဆိုတာကိုမသိကြတဲ့သူတွေရှိရပေါ့နော်မီစင်ကတော့အရင်တုန်းကတော့ဒီခုမှစပြီးတော့မှ video edit စလုပ်မယ်ဆိုတဲ့သူတွေကိုမီစင်ကတော့ InShot application ကိုအရင်ဆုံးညွှန်ပေးဖြစ်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါသူ့ရဲ့နော် application ထဲကိုဝင်သွားပြီဆိုလို့ရှိရင်ဒါ InShot ထဲမှာပါတဲ့ interface တွေရကြတော့ကြည့်ရတာလွယ်ကူတယ်ရိုးရှင်းတယ်အရင်ကြီးချုပ်ထွေးနေရမျိုးတွေလည်းမဖြစ်ဘူးနောက်တစ်ခါကျတော့တော်တော်များများလေးကို free အသုံးပြုလို့ရရပေါ့နော်ပြီးနောက်တစ်ခါကျတော့CapCut ပေါ့နော်တချို့လူတွေ CapCut ကိုအသုံးများကြတယ်ဒါပေမဲ့ CapCut ကအခုနောက်ပိုင်းမှာဘာဖြစ်လာလဲဆိုလို့ရှိရင်ဒါ free အသုံးပြုလို့ရတဲ့အရာတွေဟာနည်းလာတယ် pro version တွေဟာပို့ပြီးတော့မှများလာတယ်ပေါ့နော်တကယ်လို့ကိုယ့်အနေနဲ့ခုမှစပြီးတော့မှပေါ့နော်video edit ကိုစပြီးတော့မှလုပ်တတ်ခြင်းနဲ့ဒီလိုမျိုး pro version တွေဝယ်ဖို့အတွက်ကိုယ့်အနေနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်တော့ဒါမီစင်ကဘယ် application ကိုအသုံးပြုစေခြင်းလဲဆိုလို့ရှိရင် InShot ရှိတယ်နောက်တစ်ခါကျတော့ VN application ရှိတယ်ဒီနှစ်ခုကိုအသုံးပြုလို့ရရပေါ့နော် VN application ဆိုလို့ရှိရင်လည်းဒါ CapCut နဲ့နည်းနည်းလေးစင်တူတယ်အရန်ကြီးဘယ်လိုပြောမလဲရှုပ်ထွေးလဲတိတ်ပြီးတော့မှမဖြစ်ဘူးပေါ့နော်ဒါပေမဲ့ VN မှာကျတော့မီစင်တို့တွေသူကသုံးလို့ရတဲ့အရာမျိုးတွေဆိုလို့ရှိရင်သူ့ရဲ့ effect တွေဘာတွေကကြတော့ InShot လောက်ထက်တိတ်ပြီးတော့မှမရှိရမျိုးတွေလည်းရှိတယ် app တစ်ခုနဲ့တစ်ခုချင်းစီကကြတော့အားသာချက်အားနည်းချက်လေးတွေရှိရပေါ့နော်ကို့အနေနဲ့ကကြတော့ကိုကအရင်ဦးဆုံးဒီ video edit လုပ်တဲ့အရာမှာ tools တွေကိုကျွမ်းကျွမ်းကျင်ကျင်ကောင်းကောင်းနားလည်ဖို့လိုအပ်တယ် tools တွေကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ကောင်းကောင်းနားလည်ပြီးဆိုလို့ရှိရင်တော့ဘယ် application နဲ့ဆိုကိုဟာ video edit ကိုလုပ်တတ်သွားမယ်နောက်တစ်ခါကျတော့ creation တွေမျိုးမျိုးဖန်တီးသွားနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့VN software နဲ့အသုံးပြုမယ်ဆိုလို့ရှိရင်လည်း VN မှာလည်းတွားပြီးအသုံးပြုလို့ရတယ်ခုနပြောသလိုမျိုးပေါ့tools တွေကိုကောင်းကောင်းသိရင်ရပြီဥပမာကိုဟာ video ကိုဖြတ်မယ်လိုချင်တဲ့အရာတွေဖြတ်မယ်မလိုချင်တဲ့အရာတွေဖြတ်မယ်ဆိုလို့ရှိရင်ဘာ tools နဲ့ဖြတ်မှာလဲဆိုတာကိုကောင်းကောင်းနားလည်ထားဖို့လိုအပ်တယ်ပေါ့နော်ဒီလိုမျိုးကောင်းကောင်းနားလည်ထားပြီဆိုလို့ရှိရင်ဘယ် application မှာပဲဖြစ်ဖြစ် video ဖြတ်ရမယ်ဆိုလို့ရှိရင်ဒီ tools နဲ့ငါဖြတ်တင်နေဆိုတာမျိုးကိုကိုယ့်ရဲ့ account ထဲမှာလည်းတခါတည်းမှတ်မိသွားရပေါ့နော်ကိုကအဲ့လိုမဟုတ်ပဲနဲ့ဒီတိုင်းမဲ့application တွေကိုအစုံကြီးကိုရှောက်သုံးနေမဲ့ tools တွေကိုလည်းကျွမ်းကျွမ်းကျင်ကျင်မသုံးတဲ့အခါမှာဆိုလို့ရှိရင်တချို့တွေဘာဖြစ်လဲဆိုလို့ရှိရင်ဒီလိုပုံစံမျိုးငါလုပ်တတ်ပါမလားဒီလိုပုံစံမျိုးလုပ်တတ်ခြင်းနဲ့သူများလိုဗီဒီယိုမျိုးလုပ်တတ်ခြင်းနဲ့ဆိုရက်ပုံစံလိုမျိုးတွေဖြစ်ကြရပေါ့နော်အဲ့ဒီအရာတွေဘာဖြစ်ကြလဲဆိုလို့ရှိရင်ဒါကွာ tools တွေကိုကောင်းကောင်းလေးကိုနားလည်အောင်မလုပ်ထားဘူးတိတိကျကျလေးကိုမလေ့လာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူများဘယ်လိုဗီဒီယိုမျိုးလုပ်လဲကိုကအဲ့လိုဗီဒီယိုပုံစံမျိုးပဲလိုက်လုပ်ချင်တဲ့အခါမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့ဒီအခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ကိုအနေနဲ့ creation တွေမရှိတော့ဘူးဒါသူများလုပ်ထားတဲ့ creation ကိုပဲကိုကလိုက်လုပ်တဲ့ပုံစံလိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လိုခါမျိုးမှာဆိုလို့ရှိရင်ဇီရောက်တဲ့လူပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဗီဒီယိုဖန်တီးပြီးတော့မှကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းကိုပေါက်အောင်လုပ်ရမယ့်သူတွေအနေနဲ့ဆိုလို့ရှိရင်တော့ဒါဘယ်လိုမှပေါက်မှာမဟုတ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူများရဲ့ creation တိုင်းကိုပဲကိုကလိုက်ပြီးတော့မှဖန်တီးပြီးလိုက်လုပ်တယ်ဆိုတဲ့အခါမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ tools တွေကကောင်းကောင်းနားလည်သွားပြီဆိုလို့ရှိရင်ဒါကိုစိတ်ကြိုက် creation တွေအများကြီးကိုလုပ်လို့ရတယ်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းတွေကိုလည်းကိုကဘယ်လိုပုံစံမျိုးနဲ့ creation လုပ်ပြီးတော့မှကြော်ညာမလဲဆိုတာကိုလည်းကောင်းကောင်းသိရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ video edit ကိုခုမှစပြီးတော့မှလေ့လာမယ်ဆိုတဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်တော့မီစင်ကတော့ InShot နဲ့ VN application ကို recommend ပေးပါတယ်နောက် video မှာမီစင်က video edit နဲ့ပတ်သက်ပြီးတော့မှဒါ sharing တွေဆက်ပြီးတော့မှလုပ်ပေးသွားပါတော့မယ်သူတင်ပါတယ်တီချယ်မီစင်ပါ